ကျွန်တော်စက်ကပြောင်ပြောင်အောင်ရှိနေတာကဒီလိုစေးလို့ပါစက်ကဟိုတွန်းတီရောက်နဲ့တော့ညစ်ပတ်နေပါပြီဒီလောက်ထိစီးထားရင်ရေလေးစေးလေးရမှနေတာထင်တာရှိတာပါထုံးစံတိုင်းပတ်စံထဲမယ်ရှည်ထိုးမယ်စက်ပြဖြဲပြီးတော့တိုက်ပါမယ်စက်ပြတိုက်ရင်ဖော်တော့ဒါမှမဟုတ်စင်းမထင်စီမဲ့မိုက်ခရိုဖိုင်ဘာအဝတ်မျိုး3မိနစ်တင်ပါတယ်အိတ်စောကိုတော့မီနီရိုးစေးရဖြဲပြီးတော့တိုက်ပါတယ်ပြီးတော့ရေတစ်ခါထက်စီးပြီးတော့ဝင်းနဲ့လိုက်တော့ပါမယ်ဒီစင်အောင်လီမော့လည်းရပါလေကျွန်တော်ကတော့ထိုင်ကုန်နဲ့ brain နေရာတွေကိုအဓိကထားပြီးတော့လီနဲ့မှုတ်ပါတယ်အခုလိုလဲဆိုတော့ညီစွနေရင်နောက်ခွေကအတန်ထွက်တက်လို့ပါပြီးရင်တော့ဒီဘူးလေးနဲ့ပြစ်တိုက်ပါလေမတုံးငင်လှုပ်ပေးပြီးတော့မှတုံးတက်ပါလေပြီးရင်တော့အဝေးချောင်းနဲ့လိုက်ပို့ပေးလိုက်ရင်တော့ငွေပြီးပြောင်းသွားပါလိမ့်မယ်ဒီကောင်ကတော့မှန်ကြည့်ပြီးတော့ရှင်းမတင်စေမဲ့စေးပါနှစ်ချက်လောက်ဖြန်းပြီးတော့တုတ်လိုက်ရင်တော့ချင်းခုထိကြီးနေမှာပါလောက်ဆိုရင်တော့တစ်တိုင်းတန့်နဲ့စက်ကလေးစီရပါပြီအားလုံးပဲအဆင်ပြေကြပါစေ